Okay မင်္ဂလာပါเนาะဆရာကတော့ဆရာသက်ပဲဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်ဆရာပညာဌာနလေးအနေနဲ့ညှောက်ပြီးသွားကြပါတယ်ဘာလဲဆိုလို့ရှိရင်grade 12 chapter 10ပေါ့เนาะဒါ integration method ပေါ့เนาะ integration method နဲ့ပတ်သက်ပြီးတော့ဒီ chapter 10ကိုညှောက်ပြီးသွားကြပါတယ်เนาะအားလုံးအတွက်လည်းเนาะအကျိုးပြုမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာဟုတ်ပြီအဲ့တော့ပထမဆုံးဆရာတို့เนาะဒီ chapter 10မှာဘာတွေရှိလဲဒီကစဉ်းစားရမယ်ပေါ့เนาะဒါသူရဲ့ test ဖို့စဉ်းစားမယ်ဆိုလို့ရှိရင်နံပါတ်1เนาะ antiderivative ရှိတယ်ပေါ့ဟုတ်ပြီเนาะ antiderivative ရှိတယ်အဲ့ဒါပြီးရင်ဆရာတို့ကဘာရှိမလဲဆိုရင် method နဲ့ဆိုရင်3မျိုးရှိတယ် method 3မျိုးရှိတယ် substitution by part ရဲ့ sorry substitution method ရဲ့ integration by part ရဲ့အဲ့တော့ partial fraction method ရဲ့ပေါ့เนาะအဲ့ဒီ3မျိုးရှိပါတယ်เนาะဒါ method နဲ့ဆိုလို့ရှိရင်ဆရာတို့ဟုတ်ပြီအဲ့တော့ပထမဆုံးဆရာတို့ antiderivative ပေါ့နော် antiderivative ဆိုတာပါလားဒါ derivative ကတော့ဆရာတို့အရှိအခန်းထဲမှာသိခဲ့ပြီးသားဆရာတို့ chapter 7လောက်ထဲသိခဲ့ပြီးသားနောက်တစ်ခုကအဖြစ်လဲဆရာတို့ grade 11ထဲကသိခဲ့ပြီးသားပေါ့နော်အဲ့တော့ဒီမှာ antiderivative တနည်းအားဖြင့်ပြောရင် derivative ရဲ့ဆန့်ကျင်ဘက်လို့လည်းပြောလို့ရတာပေါ့နော်အဲ့တော့ antiderivative ဆိုတာဘာလဲနော် antiderivative ဆိုတာက function တစ်ခုကိုဒါ derivative လုပ်ထားတဲ့နော် derivative လောက်ထားတဲ့ function တစ်ခုကိုကျွန်တော်မူလအခြေအနေသူ့ရဲ့မူလကိန်းပြန်ရောက်အောင်လှုပ်ဆောင်ခြင်းကိုဒါကျွန်တော် anti derivative လို့ခေါ်တယ်ပေါ့နော်တနည်းအားဖြင့် reverse process လို့လည်းခေါ်တယ်ပေါ့အဲ့တော့ကျွန်တော် test မှာပြင်ကြရပြောမယ်ဆိုရင်ကျွန်တော် d by dA capital F4A ပေါ့နော် F4A ကို differentiate လုပ်လိုက်ရင်ကျွန်တော်က small F4A ရလာမယ်ဒါဆိုရင် small F4A ကို integrate ပြန်လုပ်ရင်လည်း capital F4A ပြန်ရတယ်ပေါ့အပြန်အလှန်ပေါ့ဒီ support တရားဒါဆိုရင် integrate small F4A dA equal to capital F4A plus C ပေါ့ဒါ antiderivative ရဲ့သဘောတရားအောင်ရှင်းပြခြင်းဖြစ်ပါတယ်အဲ့တော့ဆရာတို့ antiderivative မှာဘာကြောင့်အမြဲတမ်း constant C ထည့်ရတာလဲเนาะဒါလေးစက်ကြည့်အောင်အဲ့တော့ဆရာတို့ gain တွေ constant တစ်ခုကိုเนาะဒါ derivative လုပ်လို့ဆရာတို့0ရတယ်ဆိုတော့ဆရာတို့သိထားပြီးသားလေထို့ကြောင့်ဒါဆိုရင်မူလ gain မှာမြည်တိ constant ပါဝင်ခဲ့တယ်ဆိုတော့အတိအကျမသိနိုင်မသိတဲ့ကြောင့်ဆရာတို့ဘာလုပ်ရလဲဆိုရင်အမြဲတမ်း arbitrary constant ပေါ့เนาะအမြဲတမ်းပေါင်းထည့်ရတယ်ဥပမာဆိုပါဒီမှာကြည့်မယ်ဆိုရင်ဆရာတို့เนาะဒီမှာဆိုရင် d by d a square plus 5เนาะဒါဆို a square ကို differentiate လုပ် a square differentiate လုပ်မှာဆိုရင် power ရှေ့ချ power တစ်ခုလျှော့ဆိုတော့ဆရာတို့က2 minus 1เนาะ2 minus 1ဆိုရင်1မရမှာလေဒါဆိုရင်ဆရာတို့အဖြစ်က2a ပဲရမှာပေါ့ဒီသဘောတရားကိုပြောခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ပြီနောက်တစ်ခုဆရာတို့က d by d a square minus 10 a square minus 10ကိုဒီတိုင်းပဲဆရာတို့ကdifferentiate လုပ်မယ်ပေါ့နော်ဒီနေ့ပဲ derivative လုပ်မယ်ပေါ့ derivative လုပ်မယ်ဆိုရင်လည်းအဲ့ဒီအတိုင်းပဲရရှိမှာဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်ဆရာတို့power ခုနတိုင်းပဲ power ရှိချ power တစ်ခု short အနေနဲ့သွားမယ်ပေါ့နော်ဆိုလို့ရှိရင်ဆရာတို့ 2a ပဲပြန်ရမယ်အဲ့လိုပဲ a square plus 100ကိုလည်းderivative လုပ်မယ်ဆိုလို့ရှိရင်လည်း power ရှိချ power တစ်ခု short ဆို 2a ပဲရမယ်အဲ့တော့ 2a ကိုဆရာတို့ integrate ပြန်လုပ်ကြည့်မယ် 2a ကို integrate ပြန်လုပ်ရင်တော့တနည်းအားဖြင့် antiderivative ပြန်လုပ်မယ်ဆိုရင်မူလကိန်း a square မှာ plus 5ပေါင်းပါလား minus 10နှုတ်ပါလား plus 100နှုတ်ပါလားဒါကိုဆရာတို့မသိဘူးမသိတဲ့ကြောင့်ဆရာတို့ကဘာလုပ်ရလဲဆိုရင် arbitrary constant c တွေကိုပြန်ပြီးတော့ပေါင်းထည့်ပေးရခြင်းဖြစ်ပါတယ်เนาะဟုတ်ပြီနောက်တစ်ခုပေါ့နောက်တစ်ခုကဆရာတို့ဒီ antiderivative တွေမှာဆရာတို့ဥပမာအနေနဲ့ဆရာဆက်ရှင်းပြအောင်ဆိုရင်ဒီမှာဆိုရင် integral เนาะဆရာတို့3 square dA ပေါ့เนาะ integral 3 square dA equal to h plus e တဲ့เนาะတနည်းအားဖြင့်ဒါဆိုရင်ဆရာတို့ကเนาะပေါင်းအောင်မလုပ်လိုက်တာလဲ1တိုးလိုက်တာ1တိုးပြီးတော့ပြန်စားလိုက်တာပေါ့เนาะ3နဲ့ပြန်စားလိုက်တာပြန်စားလိုက်တဲ့အခါမှာ h plus c ရတယ်ဒါဆိုရင်အကြောင်းဒီ h ကို derivative လုပ်မယ်ဆိုရင်ဆရာတို့ဘာပြန်ရလဲ 3a square ပြန်ပြီးတော့ရတယ်ပေါ့เนาะ h ကို derivative ပြန်လုပ်မယ်ဆိုရင်ဒါဆရာတို့ 3a square ပြန်ရတယ်ပေါ့ဟုတ်ပြီ integral cos 8 dA ဒါဆိုရင်ဆရာတို့ကcos integrate လုပ်မယ်ဆိုရင် sin ရတယ်လीเนาะဒါဆိုရင် sin ကိုဆရာက derivative ပြန်လုပ်ကြည့်မယ် sin ကို derivative ပြန်လုပ်မယ်ဆိုလို့ရှိရင်လည်းဆရာတို့ cos ပြန်ရတယ်ပေါ့ဒီဘောတရားဖြစ်ပါတယ်ဟုတ်ပြီ integral e power 8 dA e power 8ကို integrate လုပ်မယ်ဆိုရင်ဆရာတို့ e power 8ပဲเนาะဒါကြောင့် plus c ပေါ့ e power 8ကို derivative ပြန်လုပ်မယ်ဆိုရင် e power 8ပဲပြန်ပြီးတော့ရတယ်ပေါ့အဲ့တော့ဒီမှာဆရာတို့သိရမှာအမှတ်ချက်ကเนาะantiderivative ဆိုတာဘာလဲ antiderivative ဆိုတာဆရာတို့ရှေ့ကိုသွားနေတော့လမ်းကိုနောက်ကျအောင်ပြန်လှည့်ခြင်းနဲ့တူတယ်ပေါ့เนาะအဲ့တော့ antiderivative မှာရှိတဲ့အခြေခံနည်းတွေကိုဆရာတို့သိထားဖို့လိုပါတယ်เนาะအဲ့တော့ antiderivative မှာဆိုရင်ဆရာတို့ power rule ရှိရပေါ့เนาะintegral h power 1တို့တိုးလို့ရတဲ့ power နဲ့စာเนาะ constant ပေါ့
integrate နော် KGA ဆိုရင်ဆရာတို့က KA plus C ရပဲနော် integrate 1 ကို integrate လုပ်မှဆိုရင် ln mod A plus C ပေါ့နော်ဒီ formula လေးတွေရှိပါတယ်နောက်တစ်ခုအနေနဲ့ဆရာတို့ 2 ကိုချိုးတွေပေါ့နော်sin ကို integrate လုပ်မှဆိုရင် minus cos နော် sin integrate လုပ်မှဆိုရင်ဆရာတို့ဘာရမလဲဆိုရင် minus cos cos integrate လုပ်မှဆိုရင် sin ပေါ့နော်အဲ့ဒါလေးသတိထားပါမယ် differentiate နဲ့မရောအောင် sec square integrate လုပ်မှဆိုရင် tan a ရတယ်cos square integrate လုပ်မှဆိုရင် minus cos a ရတယ် sec tan ကို integrate လုပ်မှဆိုရင် sec a ရတယ် cos cos integrate လုပ်မှဆိုရင် minus cos cos ရတယ်ပေါ့နော်ဒါလေးတွေသတိထားရပါမယ်အဲ့တော့ဆရာတို့ဒီမှာဒါ tree ကိုနဲ့ပတ်သက်တဲ့ဒါ function ပေါ့base e နဲ့ပတ်သက်တဲ့เนาะ formula ဆိုရင်ခုနကလို e power 8ကို integrate လုပ်မှဆိုရင် e power 8ပဲเนาะဒါဆရာသိထားပြီသားအဲ့ဒီမှာ power မှာဘာပေါ့ a plus b เนาะ power မှာ a plus b power မှာ power မှာ a plus b power လည်းဘာမှခက်ခဲသွားတာမဟုတ်ခုနလို e power 8ကို integrate လုပ်ရင် e power 8ရတယ်လို့ပဲ e power 8 plus b ကို integrate လုပ်မှဆိုရင် e power 8 plus b ပြီးရင်သူ့ရဲ့မြောက်ပေါ်ပြီးa ရဲ့မြောက်ပေါ်က a ကို integrate ပြန်လုပ်တော့ 1 မှာ 8ပေါ့1 မှာ 8 plus ဥပမာနဲ့ကြည့်မယ်ဆိုရင်ဒီမှာ integrate e power 3a 3a เนาะ e power 3 ကို integrate လုပ်တော့ e power 3a ပြီးရင် 3a ရဲ့ a ရဲ့မြောက်ပေါ်က 1 မှာ 3နဲ့ပြန်စား e power 5 minus 7 integrate လုပ်လို့ e power 5 minus 7ပြန်ပြီးလို့ရှိရင်5မှာရှိတဲ့ a ရဲ့မြောက်ပေါ်က5နဲ့ပြန်စားပေါ့เนาะဒါ power a plus b ပေါ့အဲ့တော့ base ကခုနဆရာတို့ဘာလဲဆိုရင်gain တွေဖြစ်သွားတာပေါ့နော် base က gain တွေဖြစ်သွားမယ်ဒါဆိုရင်a power h 2 a power 8 d8 ပေါ့ဒါဆိုရင် a power 8ပဲပြန်ရပြီးရင်သူက ln ဖြစ်သွားမယ်เนาะ by ln plus c ဒါဆိုရင်ဒီမှာ integrate 2 power 8 d8 ဒါဆိုရင်2 power 8ပြန်ရမယ်ပြီးရင် ln 2နဲ့ပြန်စား plus c ပေါ့เนาะဒါ base a ရှိတဲ့เนาะ gain တွေပေါ့เนาะအဲ့တော့ကျောင်းသားတွေအတွက်အလွယ်မှတ်နေရတော့ဆရာတို့ exponentialနော်ပို့ဆောင်မြင်နေတာဆရာတို့မူလ gain ကိုအရင်ဆုံးပြန်ရေးလိုက်ပါပြီးရင် power ကို derivative လုပ်ပြီးတော့ရတဲ့ gain သို့မဟုတ်နော် h ရ gain နဲ့တစ်ခုလုံးပြန်စားပေးလိုက်ဆရာတို့ရပါတယ်နော်အဲ့တော့ဒီမှာကနော်ဆရာတို့integrating ပေါ့နော် f or a plus b ပုံစံတွေပေါ့နော်ဒါဆိုရင်ဆရာတို့ integrate a plus b တို့ power n ပုံစံရှိတယ်ဆိုရင်ခုနကလို power 1တို့တိုးလို့ရတဲ့ power နဲ့စားပြီးရင် a ရဲ့မြောက်ပေါ် gain နဲ့ပြန်စားဒီမှာလဲ1 by a plus b d8 ဒါဆိုရင်ဘာနဲ့တက်လို့ဆိုရင်1 by integrate 1 by 8 d8 နဲ့တူတယ်အဲ့လိုလည်းတူတယ် ln mod a plus b ပြီးရင် a မြောက်ပေါ်က a နဲ့ပြန်စား e power နော် b plus q ဒါဆိုရင်ခုနအရှိမပြောခဲ့တဲ့အတိုင်းပဲ e power b plus q ပဲပြန်ရမယ်ပြီးရင်ဘယ်လိုလဲပြန်စား a မြောက်ပေါ်က b နဲ့ပြန်စားဒီမှာ a power b plus q ဒါဆိုရင် a power b plus q ပဲပြန်ရမယ်ပြီးရင်ဘယ်လိုနဲ့ပြန်စားဆိုလို့ရှိရင်ဆရာတို့က a ရဲ့မြောက်ပေါ် gain b နဲ့ပြန်စားပြီးရင်သူ့ရဲ့ formula ရ ln a နဲ့ပါပြန်ပြီးတော့စားရမယ်ပေါ့နော်အဲ့တော့ဆရာတို့ integrated trigonometric function မှာခုန f of a plus b ပုံစံပဲ sin a plus b sin ကို integrate လုပ်မှဆရာတို့သိတယ် minus cos ပြီးရင် a ရဲ့မြောက်ပေါ် gain a နဲ့ပြန်စား cos integrate လုပ်မှဆိုရင်ဆရာတို့ဘာရမလဲsin ရမယ်ပေါ့ပြီးရင် a ရဲ့မြောက်ပေါ်ကနဲ့ပြန်စား sec square integrate လုပ်မှဆိုရင် tan ရမယ် a ရဲ့မြောက်ပေါ်ကနဲ့ပြန်စား cos square integrate လုပ်မှဆိုရင် cos ရမယ်ပြီးရင် a နဲ့ပြန်စား a ရဲ့မြောက်ပေါ်က a နဲ့ပြန်စား sec tan ဆိုရင် sec ရမယ် a ရဲ့မြောက်ပေါ်က a နဲ့ပြန်စား cos cos ဆိုရင် minus cos ရမယ် a ရဲ့မြောက်ပေါ်က a နဲ့ပြန်စားပေါ့အဲ့တော့ဒီနေ့မှာဆိုရင်ဆရာပထမအောင်ဆုံးဒါ integration နည်းလမ်းမှာအနေချုပ်နေနဲ့เนาะဒီမှာ substitution method လေးကိုဆရာရှင်းပြသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနည်းလမ်းကဒါဆရာတို့က reverse chain rule လည်းသုံးတယ်ပေါ့ဖြုတ်ခေါ်ရပေါ့နော်အဲ့တော့ပုံစံတစ်ခုမှာဆရာတို့ function တစ်ခုနဲ့သူ့ရဲ့ derivative ရှိ gain ကတွဲလဲရှိနေတဲ့အခါသုံးတယ်ပေါ့နော်အဲ့ဒါတွဲလဲရှိနေဆိုတာမြောက်ခြင်းလည်းဖြစ်နိုင်တယ်စားခြင်းလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီမှာသူ့ရဲ့ function က f of g or h เนาะ g prime of t ပုံစံရှိတယ်ဒါဆိုရင် integrate f of u t ပေါ့ဒီပုံစံနဲ့တွက်ပြရမယ်အဲ့တော့နံပါတ်1ကဘာလို့မလဲဆိုပထမဆုံးယူထားရမယ်เนาะရှုပ်နေတဲ့ protein ရဲ့အစိတ်ပိုင်းတွေကိုယူထားရမယ်ပေါ့တနည်းအားဖြင့်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဆရာတို့ကတစ်ခုဟာเนาะတစ်ခုရဲ့ differentiate เนาะလုပ်လို့ရတယ်ပေါ့เนาะအောက်မှာပိုင်းကြီးနဲ့ပိုင်းဝင်ရှိတယ်ပိုင်းကြီးကို differentiate လုပ်လို့ပိုင်းဝင်ပြန်ရတယ်ဒါပိုင်းကြီးကိုဆရာတို့ပါထားရမယ်ဆိုရင်ယူထားရမယ်ပေါ့အဲ့လိုပဲမြှောက်ထားတယ်ဆိုလဲအတူပဲမြှောက်ခြင်း function တစ်ခုမှာတစ်ခုကို differentiate လုပ်လို့ရလို့တစ်ခုပြင်ရတယ်ဆိုလို့ရှိရင် differentiate လုပ်လို့ရတဲ့ function ကိုယူထားပြရမယ်ပေါ့ဒီသဘောတရားပေါ့နော်နံပါတ်1ပြီးရင်ဆရာတို့ differentiate လုပ်ပေါ့ပြီးရင် a variable u variable ကိုအကုန်ပြောင်းပြီးတော့ integrate လုပ်မယ်နောက်ဆုံးမှာ u နေရာမှာမူလ h တန်ကိုပြန်အစားသွင်းပြရမယ်ပေါ့အဲ့တော့ဒီမှာဆရာတို့မြှောက်ထားတာပေါ့ 2a နဲ့ a square plus 1
သို့ပေါင်း 3d8 နဲ့ပေါ့နော်ဒါဆိုရင်ဆရာ x square plus 1ကို differentiate လုပ်မယ်ပေါ့ derivative လုပ်မှဆိုရင် x square ကို derivative လုပ်မှဆိုရင်0က power 8ရ power 2ဆိုရင်အချက် 2 ကိုပြန်ရတယ်ဒါဆိုရင်0ကဒီ x square plus 1ကို0ယူထားလို့ရတယ်အဲ့တော့ u equal to x square plus 1 d u equal to 2a d8 ပေါ့နော်ဒါဆိုရင်0ကခုန x square plus 1နဲ့မှ0ယူထားလိုက်တဲ့ကြောင့်မို့ u power 3 2a d8 က du ဒါဆိုရင် anyway u power 3 du ရတယ်เนาะဒါဆိုရင် power 1တို့2လေးရဲ့ power နဲ့စားဆိုတော့ u power 4/4 plus c ရမယ်ဟုတ်ပြီ union မှာ0ပါပြန်ထည့်မယ်8ပြန်ထည့်မယ်ဒါဆိုရင် x square plus 1 to the power 4/4 plus c ပေါ့เนาะဒါလေးရရှိမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့တော့ဆရာကเนาะ substitution method လေးကိုပြောပြသွားတာဖြစ်ပါတယ်အဲ့ဒီကိုပေါ့เนาะဆိုတော့အဲ့တော့ဆရာတို့ကဒီမှာဒီနေ့ပုဒ်စာလေးเนาะကိုတွက်ပြပေးမယ်ပေါ့เนาะနည်းနည်းတွက်ပြပေးသွားမယ်အဲ့တော့ဒီမှာဆရာကဘာလေးနဲ့တစ်ခုတွက်ပြမှာဆိုရင်anti derivative ပုဒ်စာလေးပေါ့เนาะတကယ်လို့เนาะ anti derivative ပုဒ်စာလေးတစ်ပုဒ်လည်းဆရာတွက်ပြပေးသွားမယ်ပေါ့ anti derivative ပုဒ်စာရဲ့ now integration ပုဒ်စာရဲ့ substitution method နဲ့တုံးတဲ့ပုဒ်စာလေးရဲ့ပေါ့အဲ့တော့ဆရာတို့ဒီမှာဆိုပါလို့เนาะဆိုတော့ဆရာနံပါတ် A လိုက်မယ် root 8လို့ဆရာပေးထားမယ်ပေါ့เนาะ root ဒါလေးကိုသူကမိဘက find တဲ့เนาะ anti derivative of เนาะ root 8ပေါ့ root 8ရဲ့ anti derivative ကိုရှာပါလို့ဆရာတို့မေးထားတယ်ပေါ့ဒါဆိုရင်ဆရာတို့ကเนาะ anti derivative ရှာမှာဆိုရင်ဘယ်လိုမျိုးတွားရမလဲတနည်း anti derivative ဆိုတာက integration နဲ့ အတူတူပဲပေါ့เนาะဒီသဘောတရားပဲအဲ့တော့ဆရာတို့က anti derivative ရှာတဲ့အခါမှာဘယ်လိုစဉ်းစားမလဲစဉ်းစားတာလည်းလွယ်လွယ်လေးပါပဲသူပေးတဲ့ function ကိုဆရာတို့ power တစ်တူလိုက်မယ်ပေါ့ဒါဆိုရင် h power 1/2เนาะသဘောတရားတစ်ခုကဒီမှာဆရာတို့ h power 1/2ကိုတစ်တူလိုက်မယ်တစ်တူဆိုတစ်ပေါင်းတာပဲဒါဆိုရင် 8 power နှစ်တလီနှစ်နဲ့1နဲ့ပေါ့3ပေါ့ 3/2 ရမှာပေါ့ 8 power 3/2အဲ့ဒီဆရာတို့စစဉ်းစားမယ်ဒါဆိုရင်ဆရာတို့ကเนาะ test for တိုင်းစဉ်းစားမယ်ဆိုလို့ရှိရင် since เนาะ differentiate d/8 เนาะ8 power 3/2ပေါ့เนาะ8 power 3/2ကိုစဉ်းစားတယ်ပေါ့ဒါဆိုရင် power ရှိချမယ်ဆရာတို့ power ရှိချ power တစ်ခုလျှော့တော့8 power 1/2ဆရာတို့ဘယ်သူပဲလိုချင်တာလဲဆိုလို့ရှိရင်8 power 1/2ပဲလိုချင်တာဒီအပိုင်းလေးဟုတ်ပြီအဲ့ဒါအဲ့ဒီအပိုင်းလေးလိုချင်တဲ့အတွက်ကြောင့်မို့ဆရာဘာလုပ်မလဲเนาะဒီ 3/2 ပြောင်းလုပ်မှာအဲ့တော့ဆရာနှစ်ဘက်စလုံး 2/3 နဲ့မြောက်လိုက်တော့ဆရာတို့က d/dh 2/3 8 power 3/2 equal to ဒါဆိုရင်ဆရာတို့က 2/3 ရဲ့ 3/2 ရဲ့မြောက်တော့1ဒါဆိုရင်8 power 1/2ကျန်ခဲ့ရတယ်ပေါ့8 power 1/2ဆိုတော့ဘာနဲ့တူပဲလဲ root 8နဲ့တူတူပဲဒါဆိုရင် root 8ရဲ့เนาะဟာလာဆို anti derivative ပေါ့ root 8ရဲ့ anti derivative ကဘာဖြစ်သွားမလဲဆိုရင်ဒီ from ဒီအဖြေလေးဖြစ်သွားမှာပေါ့เนาะ2/3 เนาะ multiply 8 power 3/2ဆိုတဲ့အဖြေလေးဖြစ်သွားမှာပါเนาะဒီ root 8ရဲ့ anti derivative ကเนาะတနည်းအားဖြင့်ဒီလိုလဲတွက်လို့ရတယ်ပေါ့ integral root 8ဆိုတာ h power 1/2ဒါဆိုရင်ဆရာတို့ဒီမှာကြည့်မယ်လေ power 1/2 power 1/2လိုက်မယ်ဆိုရင် power 1/2တူလို့ရတဲ့ power နဲ့စားဆိုရင်8 power เนาะ3/2เนาะ1/2လိုက်တဲ့အခါမှာဆရာတို့3/2တူလို့ရတဲ့ power နဲ့ပြန်စားရင်2/3ပေါ့เนาะဒီလိုမျိုးတန်းပြီးတော့ရေးလဲရတယ်ဒါလေးကတော့ဆရာတို့ test ပေါ်တိုင်းဆရာတို့စဉ်းစားတာပေါ့အပေါ်နီးလန်းနေရတော့เนาะဒါကတော့ anti derivative ဆိုတော့ဆရာပြောတယ် integration နဲ့ added ဖြစ်ကြအောင် power 1တို့တူလို့ရတဲ့ power နဲ့စားအဲ့တော့ဒီမှာဆရာဒီမှာ th เนาะဒါဆရာအလွယ်နည်းနဲ့တွက်ပြတာမဟုတ်လို့เนาะအဲ့တော့ဒီမှာ th ကျန်ခဲ့လို့မြောက်တကယ်တွက်တဲ့အခါမှာ th power ပါရမယ်ပေါ့ပြီးရင် plus c ပေါ့ဒီလိုမျိုးသွားမှာပေါ့เนาะဆိုတော့အဲ့တော့ဒါ test ပေါ်တိုင်းနီးလန်းကိုစဉ်းစားပြတာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ဆရာတို့เนาะဒီဘက်ပုံစံလေးစဉ်းစားကြည့်မယ်ပေါ့အဲ့တော့ဒီဘက်ပုံစံလေးစဉ်းစားမယ်ဆိုတော့เนาะဒါလေးဘယ်လိုစဉ်းစားမလဲเนาะနံပါတ် 8နံပါတ် A လေးကဆရာတို့ကเนาะဘုံမိုင်းညတစ်ခုတည်းပြကြောင်ဆရာเนาะ e power -8 plus 1 by e power -8 dA ပေါ့ဒါဆိုရင်ဘုံမိုင်းညတစ်ခုတည်းဖြစ်နေတယ်ဒါဆိုရင်ဆရာကဘုံမိုင်းညခွဲထုတ်လိုက်မယ် e power -8 e power -8ဒီမှာဘုံမိုင်းညခွဲထုတ်တာဘုံမိုင်းညတစ်ခုတည်းမှုလို့ဆရာခွဲထုတ်လို့ရခြင်းဖြစ်ပါတယ်-ပြီးရင်ဆရာဖွင့်ခတ်ဖို့မမေ့ပါနဲ့ dA ဟုတ်ပြီဒါဆိုရင်ဆရာတို့က
ရှေ့ရပါရမှာဆိုရင်1ကျန်ပဲပေါ့နော် e power minus ကို e power minus ဆိုတော့1ကျန်မယ် e power minus ကိုပေါ်တင်တော့ e power plus 8ပေါ့နော် d8 ဒီလိုရလာမယ်အဲ့တော့ဆိုရင်0က integrate 1 d8 plus integrate e power 8 d8 ပေါ့ဟုတ်ပြီဒါဆိုလို့ရှိရင်0က1ကို integrate လုပ်တော့ h ရမယ် e power 8ကို integrate လုပ်တော့ e power 8ပဲပြင်ရမယ်ပြီးရင် plus c ပေါ့ဒါဆရာတို့နောက်ဆုံးရလာတဲ့အဖြေပေါ့ဒါကဆရာတို့ရိုးရိုး integrate လုပ်ခြင်းဖြစ်တယ်ပေါ့နော်ရိုးရိုး integrate လုပ်လိုက်တာဖြစ်တယ်ဟုတ်ပြီအဲ့တော့ဆရာတို့နောက်တစ်ပုဒ်เนาะဒီဘက်ပုဒ်စာလေးဒါလေးအကြောင်းသားတော်များမှားရတယ်ပေါ့နော်မှားတယ်ဆိုတော့ရောတာပေါ့နော်ဒီပုဒ်စာလေးရတော်တော်များအကြောင်းသားတော်များရောကြတယ်အဲ့တော့နံပါတ်စီပုဒ်စာမှာကြတော့သူကဘာလဲဆိုလို့ရှိရင်ပိုင်းခြေမှာကိန်းနှလုံးဖြစ်နေတာเนาะပိုင်းခြေမှာကိန်းနှလုံးဖြစ်နေတာ1 plus e power 8ဒီအဲ့တော့အကြောင်းသားတွေဒီမျိုးသွားရေးတက်တယ်1 by 1 plus 1 by e power 8ဒါဆိုရင်လုံးဝမှားပါတယ်เนาะဘာလို့မှားတာလဲဆိုရင်သူဒီအစရပိုင်းခြေမှာကင်းရအတွဲကြီးဖြစ်နေအဲ့တော့တော့ခွဲလို့ဆရာတို့မရအောင်တော့ခွဲလိုက်တာမှာအရှိမတော့ကြာဆရာတို့ကပိုင်းညံပုံပိုင်းညံတစ်ခုတည်းမလို့ဆရာတို့ပိုင်းညံခွဲထုတ်လို့ရတယ်ဒီအောင်တော့ခွဲထုတ်လို့မရအောင်เนาะအဲ့လိုမျိုးခွဲလိုက်ရင်ဖြစ်သွားမှာဆိုရင်မှားသွားမှာဖြစ်သွားတယ်အဲ့တော့ဆရာတို့ကเนาะဒီမှာလဲဒီအတိုင်းကိုဆရာတို့ integrate လုပ်လို့မရအောင်မရတော့ဆရာတို့ဘာလုပ်အောင်လဲဆိုရင်ပြုတ်ပြင်ရမယ်ဆရာတို့ပိုင်းကင်းလေးအဲ့တော့1 by 1 plus e power 8เนาะအဲ့ဒါကိုဆရာပိုင်းကြီးကိုလည်း e power minus နဲ့မြောက်မယ်ပိုင်းဝေကိုလည်း e power minus နဲ့အပိုင်းကြီးရောပိုင်းဝေရော e power minus နဲ့မြောက်လိုက်မယ်ပေါ့ dh ဒါဆိုရင်ဆရာတို့အပေါ်မှာပိုင်းဝေမှာပါရမယ် e power minus နဲ့ 8ရမယ်ပိုင်းကြီးမှာ1နဲ့ e power minus နဲ့မြောက်တော့ e power minus 8 e power 8ရဲ့ e power minus 8မြောက်တော့ power နှစ်ခုမြောက်sorry အခြေတူနှစ်ခုမြောက်ထည့်ညွှန်းခြင်းပေါင်း8နဲ့ minus နဲ့မြောက်တော့0 e power 0ဒီ1ပေါ့ power 0အမြဲတမ်း1ဖြစ်တယ်အဲဒီလိုလေးရလာမယ်နော်ဒါဆိုရင်ဆရာတို့ကပိုင်းကြီးကိုရှင်းရင်ပိုင်းဝေရနိုင်သလားစဉ်းစားကြည့်တော့ e power minus 8ကို differentiate လုပ်လိုက် differentiate လုပ် e power minus ပြင်ရတယ်လေဒါဆိုရင်ဆရာတို့က substitution method ကိုသုံးလို့ရတယ်ဒါဆိုရင်ဆရာတို့က let နော် u equal to e power minus 8 plus 1နော်ဒါဆိုရင်ဆရာတို့က du equal to e power minus 8ကိုရှင်းတော့ e power minus 8ပဲ minus 8ကိုပြင်ရတော့ဆရာတို့က minus ပြင်ရမယ်အဲ့တော့ dh ပေါ့နော်ဆရာတို့ဒီလိုရမယ်ဟုတ်ပြီဒါဆိုရင်ဆရာတို့ပြန်ပြီးတော့အစားသွင်းမယ် integral e power minus h by e power minus 8 plus 1 dh ပေါ့နော်sorry အဲ့တော့ဆရာဒီအပေါ်မှာဆရာတို့က e power minus 8 d8 ပဲလို့ကျန်တာအဲ့တော့ minus ကဒီဘက်မှာဖြစ်တော့ဆရာminus ကိုဖျောက်ချင်တော့နှစ်ဖက်စလုံးကို minus မြောက်လိုက် minus du equal to e power minus 8 d8 ရမယ်เนาะအဲ့ဒါလေးပြောချင်တာပါဟုတ်ပြီဒါဆိုရင်ဆရာတို့ကအဲ့တော့ဒီမှာဆရာတို့စသွင်းပြီ e power minus 8 plus 1ကိုဆရာဘာတည်ခဲ့တာလဲဆိုလို့ရှိရင် u တည်ခဲ့ခြင်းဖြစ်တယ်အားကြောင့်မို့ဆရာတို့ဒီနေရာမှာဆရာ u ထားမှာပေါ့ဒါဆိုရင်ပိုင်းညီမှာ u ဖြစ်သွားပြီအပေါ် e power minus 8 d8 ကဒီမှာ minus d နဲ့2 minus du နဲ့2တယ်လို့ရအောင်ဒီမှာဆရာ du ရေးလိုက်မယ်ဒါဆိုရင်1 minus ကိုဆရာတစ်ခါလေးပြင်ထုတ်လိုက်မယ် minus integral 1 du ပေါ့နော် minus integral 1 du ပေါ့နော်ဒီလိုမျိုးရေးလိုက်မယ်ဟုတ်ပြီအဲ့ဒါဆရာတို့က1 by u ကို integrate လုပ်မယ်ပေါ့1 by u ကို integrate လုပ်မယ်ဆိုတော့ဆရာတို့ဘာရမလဲเนาะ ln mod u ရမယ်လေ ln mod u plus c ပေါ့ဒါဆိုရင်ဆရာတို့ u မှာเนาะအမြဲတမ်းဘာပြန်ထည့်ရမလဲဆိုလို့ရှိရင်8တန်တီခဲ့တဲ့တန်ဖို့ပေါ့ပြန်ထည့်ရမယ်ဒါဆိုရင် minus ln mod e power minus a plus 1 plus c ပေါ့ဒါဆိုရင်ဆရာတို့လိုချင်တဲ့နောက်ဆုံးဖြေရလာမယ်ပေါ့အဲ့ဒီတွက်ပြသွားတာကဒါ antiderivative ပုံစံနည်းလမ်းလေးရဲ့ view integrate ပုံစံရဲ့ဒါ substitution ပုံစံလေးရဲ့ပေါ့ okay နောက်နေ့လည်းဆက်လက်ပြီးတော့ပညာဌာနတွေညှောက်ပြီးသွားပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်เนาะဆရာရဲ့ဒီ YouTube channel လေးကိုလည်း subscribe လေးလုပ်ပေးထားကြပါလို့เนาะအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ